Yo what's up ကျွန်တော်ခုပါဒီနေ့မနက်တော့ကျွန်တော်ကျောင်းသွားပါတယ်ကျောင်းမှာ tutorial ဖြေဖို့လည်းရှိတယ်ပုံမှန်ဆိုကျောင်းသွားတဲ့ရက်တွေဆိုရင်ကျွန်တော်မနက်6နာရီဆိုအိပ်ရထားတယ်9နာရီခွဲလောက်ဆိုရင်ကျောင်းသွားတယ်ဒီနေ့ကကျောင်းမှာ tutorial ဖြေစရာလည်းရှိတော့ tutorial တွေပါဖြေလို့ရှိရလုပ်ပြီးကျွန်တော်ပြန်လာတယ်ကျောင်းမှာလောက်ထားတာတွေတော့ကျွန်တော်မရိုက်လာခဲ့ဘူးဆိုတော့ကျောင်းဆင်းသွားပြီဆိုပြီးတတ်မှတ်ပြီးတော့ပဲ skip လိုက်ပါကျောင်းဆင်းတော့ကျွန်တော် marketplace မှာရှိတဲ့အစီအစဉ်မှာတွားပြီးတော့မုတ်သွားစားတယ်ဘိုက်စားလို့မာတာကလေးကိုစောင့်နေရင်းနဲ့ဘေးမှာရှိရဲ့ Safari Post Store ရဲ့ဝင်ပြီးတော့စာအုပ်တွေကိုမွေးလိုက်သေးတယ်။ဒီတဲ့အတိုင်းပဲကျွန်တော်စာအုပ်တွေမြင်မနေနိုင်ဝယ်ချင်နေတာ။ဒါပေမဲ့ဖတ်ဖို့ကြံနေသေးလို့မဝယ်လိုက်ဘူး။မာတာကလေးရောက်ပြီးစားလိုက်တောက်လိုက်ပါအောင်မယ်။အိမ်ပြန်ရောက်တော့4နာရီခွဲလောက်ဖြစ်နေပြီဗျ။ဆိုတော့မနာတော့ဘဲနဲ့တန်းပြီးတော့စားတော့လိုက်တယ်။ဆောင်းမလည်းနီးနေပြီ။ကျွန်တော်ကစာအုပ်တွေအပြင်တဘာဝကိုလည်းသိချစ်တဲ့သူ။အဲ့တော့အမြဲတမ်းဝရဏမှာထိုင်ပြီးတော့တစ်ခုမဟုတ်တစ်ခုလုပ်နေတတ်တယ်။အခုလည်းစာထွက်ကြံနေတာပေါ့။ဒီလိုနဲ့2နာရီခွဲလောက်စာလုပ်ပြီးတော့ကျွန်တော်ဂျင်သွားတယ်9နာရီလောက်မှဂျင်ရောက်တာဆိုတော့တော်သေးတယ်ဂျင်နဲ့အိမ်နဲ့နီးလို့ဒီနေ့ကတော့ chest ဆော့ရတယ်ဒီရက်ပိုင်းအိတ်ချိန်နေတော်တော်မှန်မှန်ဖြစ်နေတာအဲ့တော့လူကတော်တော်အိတ်ချင်နေပြီအိမ်ရောက်တော့ကျွန်တော်စာပြန်မချက်တော့ဘူးစာမလုပ်တော့ပဲနဲ့ဆိုတော့ကျွန်တော်လည်းအခန်း session ပြီးတော့ခဏနေကြရင်အိပ်ပါတော့မယ် take care နော်ကျွန်တော်ကတော့ cool ပါ